ဒီမှာကျွန်တော်ပြတာလေးကတော့ဒီကျွန်တော်တို့ automation လုပ်တဲ့ခါမှာ application ရဲ့တစ်ခုတစ်ခုကချိတ်ပြီးတော့ကျွန်တော်တို့ automation စနစ်နဲ့တွားလို့ရရဆိုတဲ့အရာကိုကျွန်တော်ပြပြပေးချင်တာပါဥပမာပေါ့နော်ကျွန်တော် Messenger ကနေပြီးတော့မှ client ကနေပြီးတော့မှဒီစာလာပို့တယ်ပေါ့တခုခုစာလာပို့တဲ့ခါမှာကျွန်တော်ကလမ်းပြီးဖြည့်ပေးတယ် AI ကနေဖြည့်ပေးရဒီရိုးအရင်တော့လိုမျိုးဒီ chatbot စနစ်နဲ့မဟုတ်တော့ chatbot နဲ့ကျွန်တော်တို့ AI ကဖြည့်ပေးရတယ်ကျွန်တော်မတူဘူးပေါ့နော် AI ကကျတော့သူကဒီ memory ပါသွားမယ်ပေါ့နော်အဲ့လိုမျိုးပြီးတော့သူ့ရဲ့ဒီပြခုနိုင်တဲ့ညံနေပါသွားမယ်ပေါ့နော်အဲ့လိုမျိုးကွာပါတယ်အဲ့တော့ဒီအမှတန်းဖြည့်ပြီးတော့မှသားပါတော့နောက်ဆုံးမှာဒီ font လေးတစ်ခုဖြည့်ခိုင်းတယ်ဖြည့်ခိုင်းတဲ့ခါမှာကျွန်တော်တို့ကဒီ tally နဲ့ကျွန်တော်ချိန်လိုက်တယ် tally နဲ့ဖြည့်ပြီးတော့ font လေးဖြည့်ပြီးရဲ့ခါမှာဒုတိယအဆင့်နေနဲ့ဒီအဲ့ရဲ့ customer ကိုပေါ့နော်သားပါတော့ zone နဲ့တခါတည်းကျွန်တော်တို့က meeting တခါတည်းတန်းပြီးတော့အချိန်သတ်မှတ်ချင်တယ်ဆိုလို့ရှိရင်ဒီ cat.com ဆိုတဲ့အရာလေးနဲ့ကျွန်တော်တန်းပြီးချိန်လိုက်တယ်အဲ့တော့ customer အနေနဲ့အဲ့လိုမျိုးဒီ font လေးဖြည့်ပြီးရတယ်အချိန်လေးရွေးပြီးတော့မှ zone တခါတည်း link လေးပိုင်းကတန်းရောက်အောင်ဆိုတော့ကျွန်တော်အဲ့တော့ဒါပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့နေရာမှာလူတယောက်နေပြီးတော့မှဒီဥစ္စာကိုတွားပြီးတော့မှ zone link လေးပါလေးပေးနေအောင်ပဲအဲ့တော့ကျွန်တော်တို့အရန်အလုပ်ရှုပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်လူတယောက်ဆိုကိစ္စမဖြစ်ဒါပေမဲ့နည်းနည်းများလာရင်တော့အလုပ်ရှုပ်တယ်အဲ့လိုမျိုးကျွန်တော်မလုပ်ချင်ဘူးဆိုလို့ရှိရင်တခါတည်းဒီလိုမျိုး automation system နဲ့တွားပြီးလုပ်လို့ရတယ်ဒါပါတော့အဲ့နေရာမှာသူက font လေးဖြည့်ပြီးသွားပြီပြီးတော့သူ zone ဒီလုံးမဲ့အချိန်နဲ့သူကရေးပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီလိုမျိုးconfirm ဖြစ်တဲ့အကြောင်းကျွန်တော် Gmail နဲ့တခါလေးပြန်ပြီးတော့ confirmation လမ်းပို့တယ်ပို့တဲ့အခါမှာလည်းကျွန်တော်တို့ကကိုယ်ပိုင် Gmail နဲ့ပို့ချင်တာဒါမှမဟုတ် webmail ရှိလားကိုယ်မှာ webmail ရှိရင်လည်း webmail နဲ့ပို့လို့ရတယ်ပေါ့နော်အဲ့တော့ပို့ပြီးရဲ့တစ်ဆင့်နောက်တစ်ဆင့်မှာကျတော့ကျွန်တော်တို့သူ့ကိုပို့ပြီးရဲ့အကြောင်းမှာကျွန်တော်ပြန်ပြီး confirmation နေနဲ့ Telegram ထဲမှာ admin တွေကိုကျွန်တော်တို့ပေါ့နော် admin တွေကိုပြန်ပြီးတော့မှဟောဒီလူတွေကိုပို့ပြီးတော့ပါပြီဒီချိန်ရှိတယ်ပြီးတော့ zone link ရောတာအဲဒီလိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းပြန်ပြီးအသိပေးတယ်ပြီးတော့ customer ဘက်မှာကြောက်လည်းပြန်ပြီးတော့ဒီသူ့ဘက်မှာ confirmation email တစ်ခါရလာတဲ့အတွက်ကြောင့်မလို့အများကြီးဒီပို့ပြီး sure ဖြစ်တယ်ဆိုရဲအရာကိုသူ့အတွက်ရစေရပေါ့နော်အဲ့လိုမျိုးဒီ automation နေနဲ့ကျွန်တော်လုပ်လို့ရတယ်ဆိုတဲ့အရာကိုပြောပြပေးရပါကျွန်တော်ဥပမာလေးနဲ့ပြောပြရပါနော်ဒီထက်ကိုကဘယ်လိုလုပ်ချင်တယ်ဆိုတဲ့အရာကကြတော့ကိုတွားစစ်ချင်တဲ့ design ပေါ်မတည်ပြီးတော့ကျွန်တော်တို့ကဒီလုပ်ပေးရပါနော်အဲ့တော့ကို business တစ်ခုနဲ့တစ်ခုကတော့တူမှာမဟုတ်ဘူးကိုကဥပမာ ထိုင်းမှာဆိုလို့ရှိရင်ဒီ line OA ကိုအဓိကသုံးများကြရပါနော် line မှာကြတော့ဒီ yo line ကောင်းမရဘူးကျွန်တော် line OA ကျွန်တော်ပြန်ပြီးပြောင်းရပါနော် yo line ကနေပြီးတော့မှအဲ့တော့ပြောင်းပြီးတဲ့အခါမှာ line official account ရပြီးတဲ့အခါမှာကျွန်တော်တို့ခါတယ်ဒီစာအုပ်တို့ပို့တာပဲပေါ့အဲ့လိုမျိုးကျွန်တော်တို့အများကြီးလုပ်လို့ရတယ်ပေါ့နော်အဲဒီနောက်ဆုံးနေ့နဲ့ကျွန်တော်ပြပြပေးချင်တာကြတော့ကိုယ့်ရဲ့ business မှာဒီဘာလိုအပ်လဲပေါ့ကိုအဲ့လိုမျိုးဒီထက်ကလုပ်နေရတဲ့အရာလေးတွေဥပမာထားပါတော့ like ကိုမဆိုလို့ရှိရင် invoice တွေဒီပုံမှန်ပို့နေရတဲ့ဆိုလို့ရှိရင်ကိုက automation နဲ့ဒီပုံမှန်ပို့လို့ရတယ်ပေါ့နော်အဲ့လိုမျိုးစနစ်တွေကိုကျွန်တော်တွားလို့ရတယ်ထားပါတော့နောက်တစ်ခုကကျတော့ဥပမာနိုင်ငံတကာမှာဆိုလို့ရှိရင်လည်း strike တွေပါတွေကိုကိုကငွေချေပြီးဆိုတာနဲ့တခုခုပေါ့နော်ကိုယ့်ဘက်ကိုဒီ confirmation တခုလမ်းပို့ပေးရမျိုးဒီ client ကိုအဲ့လိုမျိုး email ကနေလမ်းပြီးတခုလမ်းပြီးပို့ပေးရမျိုး offer တခုလမ်းပို့ပေးရမျိုးဒီလိုမျိုးလေးကျွန်တော်အများကြီးလုပ်လို့ရတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော် automation ဆိုတဲ့အရာကိုဘယ်လိုမျိုးတွားလဲဆိုတဲ့အရာကိုကျွန်တော်ပြပေးရပါတော့ကိုယ့်လုပ်ငန်းမှာတကယ်တုံးချခြင်းတယ်ဘယ်လိုမျိုးဒီတွားစေခြင်းလဲဆိုတဲ့အရာကိုကျွန်တော်နဲ့ free consultation ယူပြီးတော့မှလုပ်လို့ရတယ်ပေါ့နော်ဆက်သွယ်လို့ရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ Facebook Messenger အနေနဲ့ဆက်သွယ်လို့ရတယ်လို့ကျွန်တော်တို့ website ဖြစ်တဲ့ brightnova.asia ပေါ့နော်အဲ့ကနေလည်းဆက်သွယ်လို့ရပါဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးချင်ပါတယ်ဒီနေ့တော့လောက်ပါမယ်နော်